iPhone user တွေအတွက်မဖြစ်မနေတီကိုတီထားတဲ့ reset ချာနီ3နည်းအဲ့ဒီ3မျိုးက factory reset, reset all setting, force reset ဆိုပြီးတော့3မျိုးရှိပါတယ်ပထမတစ်ခုက factory reset ဆိုတာကပုံတွေဖုန်းနံပါတ်တွေ app တွေကိုယ့်ရဲ့ဖုန်းကိုလေးစီတဲ့အရာတွေဒီ factory reset ကအဲ့ဒီအပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်reset မချခင်မှာအရေးကြီးတဲ့ data တွေကိုတော့အရင်ဆုံး backup လုပ်ထားပေးပါဒီ factory reset ချတာကိုဘယ်လိုလုပ်ရတာလဲအရင်ဆုံး setting ထက်ကိုဝင်သွားပေးပါ general connect အောက်ဆုံးထိကိုဆွဲချပြီးတော့ transfer or reset iPhone ဆိုတဲ့ကောင်ကိုရွှေ့ပေးပါပြီးရင်ဒီအောက်ကတစ်ခုကိုရွှေ့ပေးရပါမယ် continue ကိုနှိပ်လိုက်မယ်ဆိုရင်တော့ reset ချတာရသွားပါပြီဒုတိယတစ်ခုက reset all setting ဆိုတာဖုန်းတက်က setting တဲ့ data တွေနှစ်ခုအတိုင်းပဲရှိစေချင်တယ်ဆိုရင်တော့ဒီ reset all setting ကိုချပေးလိုက်ပါဒီလိုဆိုရင်ကိုကကလိထားမိတဲ့ setting အလုံးကမူလပုံစံစက်ရုံထုတ်အတိုင်းပြန်ပြီးဖြစ်သွားမှာဖြစ်ပါတယ်မှတ်ထားရမှာက Face ID လေးကတော့ပျောက်သွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့က setting ထက်ကိုတွားလိုက်ပါ general ဆိုတာကိုရွေးအောက်ဆုံးထိဆွဲချပြီးတော့ရင် transfer or reset iPhone ဆိုတာကိုရွှေ့ပြီးပါပြီးရင်တော့ reset ဆိုတာကိုထပ်နှိပ်ပေးရပါမယ်ဒီနေရာမှာ reset all setting ဆိုတာကိုရွှေ့ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ reset ချတာအောင်မြင်ပါပြီနောက်ဆုံးတစ်ခုက force reset ဖြစ်ပါတယ်ဒီ force reset ဆိုတာကကိုယ့်ရဲ့တပ်ပုံတွေ app တွေကိုယ့်ရေးကိုယ်တာ setting တွေကအစားမပြတ်စည်းစေတဲ့ reset ချနေသမျိုးပါဒီ force reset ကကျွန်တော်တို့ဖုန်းတွေလေးနေတာဖုန်း screen ကအလုံးမလုံးတော့တဲ့အခါဖုန်းက hang နေတယ်လို့ဖြစ်နေတဲ့အချိန်မျိုးတွေမှာဆိုရင်ဒီနည်းလမ်းကိုသုံးလို့ရပါတယ်ဘယ်လိုလုပ်ရတာလဲဆိုရင်တော့ volume up ကိုတစ်ချက်နှိပ်ပြီးတာနဲ့ပြန်လွှတ်လိုက်ပါ volume down ကိုလည်းတစ်ချက်နှိပ်ပြီးတာနဲ့ပြန်လွှတ်ပေးပါ volume up volume down ကိုနှိပ်ပြီးသွားပြီဆိုရင် power clock ကို Apple logo ပေါ်လာတဲ့အထိဖိထားပေးပါဒီအတိုင်းပဲဆက်ပြီးတော့ဖိထားပေးပါကိုယ့်ရဲ့ဖုန်း screen ပိတ်သွားတဲ့အထိဖိထားပေးလိုက်ပါ Apple logo ကပြန်ပေါ်လာရင်လွှတ်ထားပေးလိုက်မယ်ဆိုရင်တော့နောက်ဆုံး force reset ချတာရတော့ပါပြီဒီနည်းလမ်းတွေအကုန်လုံးက Apple user တွေလုံးဝကိုတည်ထားတဲ့နည်းလမ်းလေးတွေဖြစ်လို့မိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုရင်တခြားလူတွေသိအောင်လဲဒီဗီဒီယိုကို share သွားပေးလို့လည်းရပါတယ်တခြားသိချင်တာတွေရှိရင် comment အောက်မှာမှတ်ထားခဲ့ပေးလို့လည်းရပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုကြမှာပြန်ဆုံကြပါမယ်